Hello 여러분 안녕하세요. 디네가 악한 28မှာရှိတဲ့ AK နဲ့တူကီလေးကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်။ကဲနံပါတ်1နံပါတ်2မေးခွန်းလေးကိုကြည့်အောင်။တောင်းကျွန်းမိချုံကျင်းတဲ့အောက်ပါတယ်မှာမြင်ထားတဲ့ဘူပွန်းနီအစိပ်ပိုင်းကမှန်ကန်တဲ့မွန်စန်းတော့ကိုလို့ရှိဖြစ်ကွက်လက်ကိုရွေးချယ်ပါ။ကဲနံပါတ်1ကိုကြည့်အောင်။ဟမ်ဘူကိုအီဘူကျူအာရာယောတဲ့။မြင်ထားတာတော့ကြည့်မယ်ဆိုရင် ipta with အသက်ပါရအတွက်ဦးကျူအာရာယောကိုတုံးတယ်အဲ့အတွက်အဖြေကနံပါတ်1မှာမှန်သွားပြီပေါ့နော်နံပါတ်2တော့ကူရီဦးကျူအာရာယောဒီမှာဆိုရင်မြင်ထားတာကိုကြည့်မယ်ဆိုရင်သူ့ရဲ့မွေးဘက်ကကူရီတာပေါ့နော်ဒီမှာအသက်မပါရအတွက်လာကျူအာရာယောတော့မှာသူကအဲ့ဒါကိုဦးကျူအာရာယောကိုတုံးထားတယ်အဲ့အတွက်နံပါတ်2ကမှားတယ်နံပါတ်3ယူနိုရီရူဟာဦးကျူအာရာယောတဲ့ဒီမှာလည်းမြင်ထားတာကိုကြည့်မယ်ဆိုရင်အသက်မပါတာကိုဦးကျူအာရာယိုကိုတုံးထားရနော်ဟယ်ကျူအာရာယိုဖြစ်ရမှာနော်အဲ့အတွက်နံပါတ်3ကမှားတယ်နံပါတ်4ဘူကိုကီရူမန်ဒရိုကျူအာရာယိုတဲ့ဒီမှာလည်းမြင်ထားတာတော့ကြည့်မယ်ဆိုရင်မှန်ကျင်တယ်လို့တော့ဖြစ်တယ်ဒါပေမဲ့လာသက်တည်တဲ့နော်အသက်မပါရင်သုံးတဲ့ grammar နဲ့သာသုံးရမယ်တဲ့နော်အဲ့အတွက်ဦးကျူအာရာယိုနဲ့သုံးလို့မရဘူးအသက်မပါရင်သုံးတဲ့ grammar ဆိုတော့လာကျူအာရာယိုနဲ့ပဲသုံးလို့ရမယ်အဲ့အတွက်မန်ဒူကျူအာရာယိုဖြစ်ရမှာနော်မန်ဒူကျူအာရာယိုသုံးရမှာနော်အဲ့အတွက်နံပါတ်4ကမှားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဖြေကနံပါတ်1ရမယ်နော်ကဲနံပါတ်2ကိုကြည့်အောင်ဒီလိုပုတ်တွေလာမယ်ဆိုရင်အကုန်လုံးဖတ်ပြီနော်စာကြောင်းအပြည့်ဖတ်ပြီးအပြည့်အဓိပ္ပာယ်ပြန်ပေါ့နော်ဒီမြင်တာပဲတော့မကြည့်နဲ့နော်နံပါတ်1မှာဆိုရင်ဟာရာဘောကြီးကဲတဲ့အဖိုးစီဒေါက်တန်မို့ပြီးတော့ဆိုရနော်ဒီပေါ့ဆူတောင်းစကားကိုတောင်းခဲ့တယ်နံပါတ်2소라 아침에 떡국을 입었어요. 너? 네드군이 만나마 떡국 행이고 입었어요. 위케레. 너마도 보름달음 보고 라비온고 집이 소문은 들었어요. 너? 이거 수당가고 나타온 게 되고 너? 비 너마리 가족들과 같이 차례로 지냈어요. မိသားစုနဲ့အတူခြားလဲလူကြီးနဲ့ဆိုရဘိုးဘေကရော့ကဲတယ်အဲ့တော့1နဲ့3လေးမှာဘယ်ကမှန်တယ်လို့ထင်တယ်နံပါတ်1ကိုရင်ပြောကြည့်အောင်နော်အဖိုးစီဆူတောင်းစကားကိုတောင်းခဲ့တယ်ဒီမှာဆိုရင်ဒေါက်တန်မိုးဆိုရင်ဒေါက်တန်မိုးဟာတာပဲရှိတယ်ဒေါက်တန်မိုးဟာတာရှိမယ်ဒေါက်တန်မိုးဒုတာရှိမယ်ဒေါက်တန်မိုးဘီတော့ဆိုဆိုတာဒေါက်တန်မိုးဘီတာဆိုတာမရှိဘူးဒေါက်တန်မိုးဘီတော့ဆိုတာလည်းမရှိဘူးနော်အဲ့အတွက်နံပါတ်1ကမှားတယ်နံပါတ်2မှာဆောလာအချစ်မဲ့တော့ကူတဲ့တော့ကူဟင်းရီဆိုမှတော့စားမှာပါเนาะတောက်စားမယ်ဒါမှမဟုတ်တောက်ရင်တောက်မယ်ပေါ့နော်အဲဒီမှာဝတ်ခဲ့တယ်ဆိုတော့ဒါကလုံးဝအတိတ်ပဲမရှိဘူးเนาะနံပါတ်2ကမှားတယ်နံပါတ်3ဘိုရမ်ဒါရူဘိုကိုတဲ့လာပြေဝကိုကြည်ပြီးတော့ဆိုဝန်းတို့เนาะဆူတောင်းတာကိုသူတော့ဆိုရနားထောင်ခဲ့တယ်အမှန်ဆိုရင်ဆိုဝန်းတို့ဘီတာဆိုရင်တော့မှန်တယ်เนาะဆိုဝန်းတို့ဘီတော့ဆိုရင်မှန်တယ်ဒီမှာဆိုလဲဒေါက်တာမို့ဒရော့ဆိုရင်တော့မှန်တယ်ဒီနှစ်ခုကပြောင်းပြန်ဖြစ်နေเนาะအဲ့အတွက်နံပါတ်3ကမှားတယ်เนาะဆိုဝန်လုံးဘီတာဆိုရင်မှန်တယ်နံပါတ်4မှာဂါဂျိုဂျူဟာကိုဂါချီချာလဲလူဂျင်းနေဆိုရတဲ့မိသားစုနဲ့တူဘိုးဘေကရော့ခေတယ်တဲ့ဟုတ်လားဒါဆိုရင်အတိတ်ပဲလေးကလည်းမှန်တယ်တုံးထားတဲ့ဟာလေးတွေကလည်းမှန်တယ်เนาะအဲ့အတွက်နံပါတ်4ကမှန်သွားပြီရမယ်เนาะကဲနံပါတ်3လေးစက်ကြည့်အောင်ဘင်းခန့်တဲ့ဒရော့ကာချာအမဂျွန်ကိုစုကိုလူရှိဖီကိုကွက်လက်မှာဝင်သွားမယ်မှန်ကန်တဲ့အရာကိုရွေးချယ်ပါတဲ့နံပါတ်3စောလာတဲ့เนาะနှစ်သက်ကူနေမှာဒယ်လင်းနိမီเนาะလက်ထောက်မန်နေဂျာကခွဲစားဆန်တူเนาะကုမ္ပဏီကလူတွေကိုဒယ်လင်းနင်းကြည့်ပဲเนาะဒီလက်ထောက်မန်နေဂျာအိမ်ကိုချိုတဲ့ဟစ်စမီတာဖိတ်ကြားခဲ့ပါတယ်တဲ့ဒယ်လင်းနိမီလက်ထောက်မန်နေဂျာကဂျစ်ကြော့တော့ကိုเนาะကိုတိုင်းဒီတော့ကိုဟင်းရီကိုကွက်လက်နံပါတ်1ဖာရတ်စမီတာရောင်းချခဲ့ပါတယ်တဲ့နံပါတ်2ကူလီယပ်စမီတာကြိုခဲ့ပါတယ်တဲ့နံပါတ်3ကုနက်စမီတာเนาะပြီးဆုံးခဲ့တယ်နံပါတ်4အီကောစမီတာဖတ်ခဲ့တယ်တဲ့အဲ့တော့ဘာဖြစ်မလဲနှစ်သက်ကူနေမှာလက်ထောက်မန်နေဂျာကကုမ္ပဏီကလူတွေကိုလက်ထောက်မန်နေဂျာရင်ကိုဖိတ်ကြားခဲ့တယ်လက်ထောက်မန်နေဂျာကကိုယ်တိုင်တော့ကုဟင်းကိုဘာလုပ်ခဲ့မှာလဲကြိုခဲ့မှာပေါ့เนาะအဲ့အတွက်နံပါတ်2ကူဒေါစမီတာပေါ့เนาะကဲနံပါတ်4ဆက်ကြည့်အောင်이번 추석 연휴에는 네ဒီတစ်ခေါက်ချူဆော့ကောက်ရွက်သိမ်းပွဲတော့ယူနီဝဲနော်ပရက်ရှိမှာကတော့
고햄 친구들하고 모야미가 등의 진이네 같이 아주 집에서 이마 고햄 음식을 만들어 먹었습니다. 모야미 싸사고 뷰로비 싸게래. 그리고 비로 저녁에는 년이마가로 보름달을 보고 라비 오고 집이 소원은 꼴라. 넘버1 비로습니다. 비로습니다. 다운게래 보노. 넘버2 찰리였습니다. 변생게래. 넘버3 자만했습니다. ပြင်ဆင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူကကြတော့စီစဉ်ပြီးတော့ပြင်ဆင်ခဲ့စီစဉ်ပြီးပြင်ဆင်ခဲ့တဲ့အဓိပ္ပာယ်ပေါ့နော်ချာလီယော့စမီတာကြတော့ဒီစားတောက်ခွဲရပြင်ဆင်တာပေါ့နော်နံပါတ်4မန်ဒရော့စမီတာဆိုတော့ပြုလုပ်ခဲ့တယ်တဲ့အဲ့တော့ဖြေရပါဖြစ်မယ်ကျွန်တော်ပေါ်မှာလည်းပြောထားရတယ်လေစိုးဝန်းလုံးဆိုရင်ဘီတာစိုးဝန်းလုံးဘီတာပဲရှိတယ်လို့ပြောတာနော်အဲ့အတွက်ဖြေရနံပါတ်1စိုးဝန်းလုံးဘီရော့စမီတာပေါ့နော်ဆူတောင်းခဲ့တယ်ပေါ့နော်ဒီတစ်ခါဒီကောက်ရသိမ်းပွဲတော့ပရက်ရှိမှာကတော့မွေရမီတငယ်ချင်းတွေနဲ့အတူအိမ်မှာမွေရမီစားကိုပြုလုပ်ပြီးတော့စားခဲ့တယ်ပြီးတော့ညနေမှာကတော့လာပြေမုံကိုကြည့်ပြီးတော့ဆူတောင်းခဲ့တယ်ပေါ့နော်အဲ့အတွက်ဖြစ်1ကဲနံပါတ်5ဦးဆက်ကြည့်အောင်တောင်းဂရုအီကိုနေုံကထုံးကောစုကိုလို့ရှိဖြိုအောက်ပါစာပိုက်ကိုဖတ်ပြီးတော့အကြောင်းအရာနဲ့တူတဲ့ຢာကိုရွေးချယ်ပါတဲ့စာပိုက်လေးရင်ဖတ်ကြည့်အောင်နော်엄녀 팔워 10월 이름 너 엄녀 좌가 요야 벽그래 너 요야 벽그래 신라바인 상하연 리가로 추석입니다 래 까요 땡보에로 네ဖြစ်တယ်ပေါ့နော် 추석 전화래 노네 이 추석မတိုင်ခင် နေ့မှာကတော့ 가족들이 미다수리가 모여 수회ပြီးတော့ 손편노 만들고 너 이 손편목ပေါ့နော်အဲ့ဒီမုတ်ကို 만들고 ပြုလုပ်ပြီးတော့တဲ့아침이 되면 만날 야오인 조삼들게 모비를 쓰고 차례로 지내고 모비그로 빌어 섬유로 합니다. 보와 어그루고 그러자 말해 보노. 보와 어구 그러자래 가로와 비자래 보노. 추석에는 추석마가로 구해서 디네 세로서 아떼 수wak함서가 예대네 아떼 예대네 살로 삼피 바보지요တဲ့ထမင်းကိုချက်ပြီးတော့မော့စမီတာစားပါတယ်ပေါ့နော်ဗမ်းမယ်တော့ညမှာကတော့ဒါတို့ပူမြော့လာကူကြည့်ပြီးစိုးဝန်းလုံးပြီးမိတာဆူတောင်းနေပေါ့နော်ရဲကျောင်းနေနော်ရခိုင်တုန်းကတော့ချူစောနာဗမ်းမယ်နော်ဒီချူစောနေပေါ့နော်ညမှာရောဆောင်သူတွေမိန်းကလေးတွေကစွန်းလုံးจับကိုလက်ကိုဖမ်းဆုပ်ပြီးနော်ပြောချင်လက်ကိုကင်ပြီးပေါ့နော်နိုရဲတို့ပူလူမျိုးတချင်းကိုဆိုပြီးဒိုနုံနိုရီအင်လှက်ပတ်တဲ့ဒီကစားနည်းဖြစ်တဲ့ပေါ့နော်လက်ပတ်တဲ့ကစားနည်းဖြစ်တဲ့ကန်ကန်စွန်းလေဝိုင်းကြီးပတ်တူဝေပေါ့နော်ကန်ကန်စွန်းလေဝိုင်းကြီးပတ်တူဝေကိုဟာကီတိုဟဲစမီတာလောက်ကြတာမျိုးလဲလောက်ခဲ့တယ်တဲ့အဲ့တော့စာပိုင်လေးရှင်းမယ်နော်ကဲဆိုရင်ဖြေတိုက်ကြည့်အောင်နံပါတ်1မှာချူစောဂျောနာတဲ့နော်ချူစောဂျောနာတဲ့ဆိုတာကချူစောမတိုင်ခင်နေ့မှာတဲ့ကာဂျိုတရီမိသားစုတွေကစွန်မျိုးတို့နော်ဘောဘာအုပ်ကူကိုဟာလောကရောဘူးပေါ့နော်ဘောဘာအုပ်ကူကခေါ်ရပြုဖို့ကရောဘူးဂါမီတာသွားတယ်တဲ့ဟုတ်လားမဟုတ်ဘူးလေနော်နံပါတ်1ကမှားတယ်ဘာလို့လဲဆိုတော့သူကချူစောနေမတိုင်ခင်မှာဘာလုပ်ကြလဲမိသားစုတွေကစုဝေးပြီးတော့စွန်ဖြုံးပုတ်ကိုပြုတ်လောက်တာနော်အဲ့တော့နံပါတ်1ကမှားတာနံပါတ်2မှာချူစောကင်တော့နဲ့ချူစောမှာကတော့ဆဲရိုဆူဝကမ်နော်အစ်စ်ရိတ်သိမ်းနဲ့စားလို့စံဖြစ်ဘာဘူးဂျစ်မီတာပေါ့နော်ဘာဘူးဂျစ်မီတာထမင်းကိုချက်တယ်တဲ့ဟုတ်လားဟုတ်တယ်လေနော်သူပြောထားတယ်ကူဟဲအဲ့ဒီနေ့မှာဆဲရိုဆူဝကမ်နော်အစ်စ်ရိတ်သိမ်းနဲ့စားလို့စံဖြစ်ဘာဘူးဂျီယိုမော့စမီတာလို့ပြောထားတယ်နော်အဲ့တော့နံပါတ်2ကမှန်တယ်နံပါတ်3ချူစောနာဘမ်းမယ်နော်ချူစောညနော်ချူစောညမှာစွန်ဖြုံတို့မော်ကိုမြွန်စောတဲ့နော်ဒီစွန်ဖြုံမော်ကိုစားရင်စွန်ဝန်းလုံးဘီမီတာနော်ဆူတောင်းနေတယ်ဟုတ်လားမဟုတ်ဘူးလေနော်သူကဘယ်မှာဆူတောင်းတာညမှာလာကူကြည့်ပြီးတော့ဆူတောင်းတာနော်အဲ့တော့3ကမှားတယ်နံပါတ်4ချူစောနာအချင်းမဲနော်ချူစောနေမနက်မှာကတော့ရောဆောင်သူတွေမိန်းကလေးတွေကကန်ကန်စွန်လဲတူဟာမီတာဝိုင်းကြီးပတ်တူတွေကိုစောတယ်တဲ့ဟုတ်လားမဟုတ်ဘူးလေနော်ဘယ်မှာလောက်တာလဲညဘက်မှာနော်ညဘက်မှာတချင်းဆိုပြီးတော့စောတာနော်ချူစောညမှာစောတာနော်ချူစောနာဘမ်းမဲလို့ပြောတာနော်အဲ့တော့နံပါတ်4ကမှားတယ်အဖြေကနံပါတ်2ရမယ်နော်ကြည့်ရဆိုရင်ကျွန်တော်ဒုကီလေးကိုစက်ကြည့်အောင်ဒုကီနံပါတ်1မှာ
다음은 두고 들은 내용과 관계 있는 그룹은 고르십시오. 아빠하고 나랑 비로 나랑의 자원에 세선일의 역봉고 유체바래. 남한테 맞서 봉리리 비자요. 너 발표내지 않아. 남한테 막. 여자리야 사고요. 너 추석에 뭐 했어요? 너 가요 땡보에 니마보 너 발로케래. 안에 맹글이가 가족들과 같이 미다준에 두고 너 소묘로 하러 갔어요. 보아 어구고 걸어보 도와게래. 너 보아 어구고 걸어보 도와게래. 그래서 뒤에도 막 비야 바피네. 비야는 만 리보 너 막 보아 어구고 도와거네 봉리보 너အဲ့비야 리. 그다음에 네마 두 사람은 무엇에 대해 말하고 있습니까? 루니아가로 반에ပတ်သက် ပြီးတော့စကားပြောနေလေတဲ့နံပါတ်1မှာမြောင်းချောဆိုတာကပွဲတော်နံပါတ်2ကိုဟျမ်ဆိုတာကမွေရမြေနံပါတ်3ဂျူမာဆိုတာကပိတ်ရက်နံပါတ်4ယော်ဟိမ်ဆိုတာကခရီးအဲ့ဆိုရင်တိုက်ကြည့်အောင်နော်နံပါတ်2မှာဆိုရင်한국 사람들은နော်မင်္ဂလိရဲ့စာပြောတယ်ကိုရီးယားလူမျိုးတွေကတော့တဲ့စောလာတဲ့နှစ်သက်ကူနေမှာမောဟေရောဘာလုပ်လဲတဲ့အဲ့ဒါကြလေးကခြားလေးတို့ဂျင်းနေကိုတဲ့ဘိုးဘေးကတော့ပြီးတော့တောက်ကူကူမော်ကောရောနော်တောက်ကူဟင်းရေကိုစားတယ်တဲ့အဲ့တော့ဘာဖြစ်မလဲပွဲတော်လားငွေရမြေလားပိတ်ရက်လားရော်ဟင်းလားအဖြေကနံပါတ်1ပေါ့နော်ပွဲတော်အကြောင်းပေါ့နော်နံပါတ်1ကဲနံပါတ်3ကြည့်အောင်다음은 두고 이어지는 말로 가장 아마존 것을 고르십시오. 아빠고 나타난 비로 세선일의 스간이 피 만간의 야구 예체바래. 남한테 마소이 떡구 맙시게 두세요. 너 떡구 해고 마시게 야다시서 두세요. 동상마. 남한테 떡구구 정말 좋아해요. 너 떡구 해고 되게 짜이래. 남한테 떡구구 꿀이 주 몰라요. 너 떡구 해고 주차된 일은 못 되고 너. 나말리 떡구구 너무 많이 먹었어요. 너 떡구 해고 야 이사게 돼. အဲ့တော့ဗာပြောလဲကြည့်အောင်နော်နံပါတ်3ယောက်ျားလေးကပြောတယ်떡구구 꿀이 주 알아요တဲ့နော်떡구구 꿀이 주 알아요. 떡구 해고 주차된 일은 못သိလားပေါ့အဲ့တော့ဘယ်လိုပြန်ပြောမလဲအဖြေကနံပါတ်3ပေါ့နော်တောက်ကူကူကူရီကျူမိုလာရောပေါ့နော်သူကမေးတာကတောက်ကူဟင်းရေကိုကြိုချတဲ့နီလန်ကိုသိလားလို့မေးတဲ့အတွက်ကြောင့်တောက်ကူဟင်းရေကိုကြိုတဲ့နီလန်မသိဘူးပေါ့နော်ပြန်ဖြေမယ်ပေါ့နော်အဲ့အတွက်နံပါတ်3ရမယ်နော်ကဲနံပါတ်4မှာ다음 좀 들음 내용과 같은 것은 무엇입니까? အောက်ပါထဲမှာနားထောင်တဲ့အကြောင်းအရာနဲ့တူညီတဲ့အရာကတော့무엇입니까? ဘာဖြစ်ပါသလဲတဲ့အရင်ဖတ်ကြည့်အောင်နော်နံပါတ်4မှာမိန်းကလေးရရင်စာပြောတယ်ဒါရာရှိတဲ့ဒါရာ이거 한번 먹어보세요နော်이거ဒီဟာကိုနော်한번 먹어보세요နော်တစ်ခါတော့စားကြည့်ပါပေါ့နော်제가 어머니하고 같이 만든 손편이에요တဲ့နော်ကျွန်တော်ကဒီအမေနဲ့ပေါ့နော်အတူပြုလုပ်တဲ့ဒီ손편မုတ်ဖြစ်တယ်ပေါ့အားနေကြလေးက고마워요ကျေးဇူးတင်ပါတယ်맛있겠어요ရတာရှိတယ်ပေါ့နော်그런데 다음에 추석에 아닌데 너 추석이 아닌데 너 까요 된 뭐로 니မဟုတ်ပဲပေါ့နော်မဟုတ်ပေမဲ့ပေါ့နော်왜 손편을 만들었어요ဘာကြောင့်ဒီ손편မုတ်ကိုပြုလုပ်ခဲ့တာလဲတဲ့အဲ့နဲ့မိန်းကလေးက제가 손편을 좋아해서နော်ကျွန်တော်ကဒီ손편မုတ်ကိုကြိုက်လို့ပေါ့နော်가끔 만들어 먹어요မကြာခဏပြုလုပ်စားတယ်ပေါ့အဲ့တော့တိုက်ကြအောင်နော်နံပါတ်4မှာဆိုရင်နံပါတ်1မှာ여자는 메인 클리가로 손편을 좋아합니다. 손편 먹고 짜이래ဟုတ်လားဟုတ်တယ်ဒီနော်ဒီမှာ main ကလေးကပြောလာတယ်နော်손편 먹고 짜이래အဲ့တော့နံပါတ်1ကမှန်သွားပြီနံပါတ်2က여자는 혼자 손편을 만들었습니다တဲ့ main ကလေးကတော့တယောက်တည်း손편 먹고ပြုလုပ်ခဲ့တယ်ဟုတ်လားမဟုတ်နော်သူ့မိနဲ့တူတူပြုလုပ်ခဲ့တယ်နော်အဲ့တော့နှစ်ကမှားတယ်နံပါတ်3က여자는နဲ့추석에만 main ကလေးကတော့추석မှာပဲ손편을 먹습니다ဒီ손편 먹고စားတယ်တဲ့ဟုတ်လားမဟုတ်နော်သူကကျူစောနေမဟုတ်လဲပေါ့နော်သူကဒီ손편 먹고ကြိုက်လို့လှုပ်စားတယ်ပေါ့နော်ခဏမကြာခဏပေါ့နော်အဲ့အတွက်3ကမှားတယ်နံပါတ်4ယောကြားကတဲ့နော်မိန်းကလေးကမန်တုံပြုတ်လုပ်တဲ့손편을ဒီ
ဆုံးဖြုံမုတ်ကတော့ပေါ့နော်မာဖီအော့စမီတာအရသာကမရှိဘူးတဲ့မဟုတ်နော်အရသာရှိတယ်အဲ့အတွက်နံပါတ်4ကမှားတယ်အဖြေကနံပါတ်1နော်နံပါတ်5မှာနမ်ဂျာနိုယောက်ျားလေးကတော့ဝဲယောကြတို့နော်ဘာကြောင့်မိန်းကလေးကိုချာချာကစမီကာတဲ့နော်ဒီမှာဆိုရင်မိန်းကလေးကိုသွားတိတ်ခဲ့တာလေပေါ့နော်ယောက်ျားလေးကတော့ဘာကြောင့်မိန်းကလေးကိုသွားတွေးခဲ့တာလေပေါ့ကြည့်အောင်နံပါတ်5မှာဆိုရင်ယောက်ျားလေးရဲ့ရင်စာပြောတယ်စာချက်နေအညောအစေရောနော်တတိမင်္ဂလာပါဆေဟေပိုးမာနီပါတုစေရောနော်နေ့တင်မှာအများကြီးပေါ့ကံကောင်းပါစေပေါ့နော်အဲ့ဒါမိန်းကလေးကကိုမဝရောကျေးဇူးတင်ပါတယ်ဒါလည်းမသူရှိနော်ဒါလည်းသူကတော့စောလာတဲ့မောဟဲဆော်ရောနော်နေ့တကူနေမှာဘာလုပ်ခဲ့လဲတဲ့နော်မိန်းကလေးကပြန်မေးတယ်အဲ့ဒါကြလေးကဂီစုစာရဲ့ဆိုအဆောင်မှာချင်းကုတုဟာကိုတငယ်ချင်းနဲ့တူတငယ်ချင်းနဲ့ပေါ့နော်ယူနိုရီတို့နော်ယူနိုရီကစားနည်းကိုလည်းဟာကိုစော့ပြီးတော့တောကုတို့နော်တောကုဟင်းကိုလည်းမန်ဒရောမော်ကောစမီတာပြုလုပ်ပြီးတော့စားခဲ့တယ်တဲ့အဲ့တော့မေကုန်းမှာဗာမေးတာမေကုန်းမှာကယောက်ျားလေးကတော့ဘာကြောင့်မိန်းကလေးကိုနော်တွားတွေ့ခဲ့တာလေပေါ့နော်နံပါတ်1မှာကြည့်အောင်ချင်းကူရုဆိုခဲ့ဟာလေးကိုနော်ချင်းကူရုဆိုခဲ့ဟာလေးကိုတငယ်ချင်းကိုမိတ်ဆက်မလို့နံပါတ်2ယူနိုရီတို့ကကြည့်ဟာလေးကိုတဲ့ယူနိုရီအတူကစားမလို့နံပါတ်3ဆေဟဲအင်ဆာရူဒူရီလီယိုကိုတဲ့နော်နှစ်သက်ဆူတောင်းစကားကိုပေါ့နော်ဒူရီလီယိုကိုပြောမလို့နံပါတ်4တောကုမန်တူနွန်ဘောဘူတဲ့နော်တောကုပြုလုပ်တဲ့နီလန်ကိုပေါ့နော်မူရောပိုလီယိုကိုမေးမလို့တဲ့အဲ့တော့ယောက်ျားလေးကဘာလို့လာလဲဒီမှာလေယောက်ျားလေးကရင်စပြောတာလေဆေဘိုမာနီပါတူဆေရောနော်သူတတိကိုသွားပြီးတော့ဘာလုပ်တာနှစ်သက်ဆူတောင်းစကားပြောတာလေနော်အင်စာကိုနှုတ်ဆက်တာနော်စစ်တဲ့အင်စာကိုဒူရီလီယိုကိုလုပ်ဖို့အတွက်ဖေးရနံပါတ်3နော်တငယ်ချင်းကိုမိတ်ဆက်မလို့လည်းမဟုတ်ဘူးဒီယူနိုရီဆိုတဲ့ကစားနည်းကိုအတူဆော့မလို့လည်းမဟုတ်ဘူးနော်ဒီတော့ကုပြုတ်လုပ်တဲ့နီလန်ကိုမေးမလို့လည်းမဟုတ်ဘူးဒီမှာနော်နံပါတ်3နှစ်သက်ကိုအင်စာကိုပေါ့နော်ဒီနှုတ်ဆက်တာကိုလုံးမလို့နော်အဲ့အတွက်ဖေးရနံပါတ်3ရမယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီနေ့ရှင်းပြပေးတဲ့အခန်း28မှာရှိတဲ့ AK နဲ့ 2K လေးကိုနားလည်မယ်ထင်ပါတယ်တကယ်လို့နားမလည်တာရှိရင်လည်းပြန်ပြီးတော့ comment မှာပေးလို့ရတယ်နော်အဲ့ဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ TikTok channel နဲ့ YouTube channel လေးကိုလည်း follow and subscribe လုပ်ရတဲ့လုပ်ပေးပါဦးဗျ